Hello Valentine နေ့လည်းနေလာပြီဆိုတော့ဘန်ကောက်မှာ Fine Dining Experience ကိုဈေးတက်တန်နဲ့ရနိုင်မဲ့ tip လေးတစ်ခု sharing လုပ်ပေးချင်ပါတယ်။အဲ့ဒါကတော့ Hungry Hub ဆိုတဲ့ app လေးပဲဖြစ်ပါတယ်။အခုဆိုရင် site တော်တော်များများမှာ Valentine နေ့ဆက်တွေလည်းအများကြီးရှိနေပါပြီ။ DF ထဲမှာ luxury restaurant တွေ hotel fine dining တွေနဲ့ rooftop bar package တွေဆိုပြီးစိတ်ကြိုက်ယူချက်စရာတွေအများကြီးရှိပါတယ်။အဲ့ဒီတဲကမှရမင်းသွားစားခဲ့တဲ့ Sheraton Grande Sukhumvit Hotel တဲကနာမည်ကြီးအီတလီယန်ဆိုင် Roshni ရဲ့ romantic dinner ဇာတ်လေးအကြောင်းကိုပြောပြပေးမယ်နော်။ဒီမှာ2ယောက်စာ 5 course meal ကိုပုံမှန် walk-in သွားစားမယ်ဆိုရင်ဘတ်3000ကျော်ဝန်းကျင်လောက်ကျသင့်မှာပါ။ဒါပေမဲ့ Hungry Hub ကနေ booking တင်သွားလို့ promotion နဲ့ဆိုရင်ရမင်းတို့စားခဲ့တဲ့ဆက်လေးကဘတ်1300ဝန်းကျင်ပဲကျပါတယ်။ payment ကိုလည်းစားပြီးမှဆိုင်မှာပဲ easy ရှင်းလို့ရတာဆိုတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်။ဒီဆက်မှာပထမဆုံးအနည်းအနေနဲ့ complimentary bread လေးကျွေးပါတယ်ပြီးတော့ appetizer ကအီတလီစတိုင်းအမဲသားအစိမ်းတုပ်လေးစားခဲ့ပါတယ်ပါစတာကတော့လက်လောက်ခေါက်ဆဲပြားကိုအမဲသား sauce နဲ့ချက်ထားတာလေးပါ main course အဓိကဟင်းလေးအနေနဲ့ကဒီနွားပစက်သားလေးကို winey sauce အာလူထောင် artichoke တို့နဲ့တွဲဖက်စားခဲ့ပါတယ်အသားကအရန်နူးညံ့ပြီးပါစက်ထဲမှာတင်အရေးပျော်သွားတာမျိုးပါအချို့ပွဲအတွက်ကယ်လတိုရေခဲမှုလေးစားပြီး drink အနေနဲ့က red wine လေးတောက်ခဲ့ပါတယ်မွေးနေ့အတွက်ဆိုရင်လည်း birthday cake အပို request လုပ်လို့ရတယ်လို့ anniversary ဆိုရင်လည်းစာတန်းလေးတွေပြီးဟန်လို့ရပါတယ်။ရမင်းတို့ကတော့ package စီအတိုင်းပဲပေးရပြီး extra charge ဘာမှထပ်မပေးခဲ့ရပါဘူး။ပြီးတော့ဆိုင်က luxury collection hotel ထဲမှာဆိုတော့တပုံရိုက်လို့လည်းအရန်လှပြီး vibe ကတကယ်ကို premium ဖြစ်ပါတယ်။ဒါကြောင့် Valentine Day မှာချစ်ရသူနဲ့အတူ date လှလှလေးဖန်တီးခြင်းနဲ့ဆိုရင် Hungry Hub app လေးကနေအခုပဲ booking တင်ကြည့်လိုက်ပါအောင်နော်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။ Bye bye